ကိုယ်တိုင်ကဖန်တီးထားတဲ့ဒူတိုင်းပညာဗုဒ္ဓအမြတ်တန်တရားဆောင်အဲ့ဒီဟာနဲ့တွင်းနဲ့ကြည်ရဆိုရင်တော့ပြန်လည်ဝင်စားခြင်းတန်တရားဆောင်ပါအဲ့ဒီတန်တရားဆောင်နဲ့ထိတွေ့မိတဲ့အရာအလုံးကအရေးပြောပြောက်ွယ်သွားမှာပါနံပါတ်2ကောင်းကင်ဝိဇ္ဇာနဲ့နံပါတ်1ကောင်းကင်ဝိဇ္ဇာရဲ့စွမ်းရည်ကွာဟမှုကမိုးနဲ့မြေလိုကြီးမားတာပါဒီလက်ကဆိုရင်တော့ဝိညာဉ်ဘိမှန်ရဲ့နံပါတ်1ကောင်းကင်ဝိဇ္ဇာအရှင်ဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်တော့ခရိုစာကီပါဒီနေ့မှာတော့ကျွန်တော်က episode 182ကို review လုပ်ပေးတော့မှာဖြစ်ပါတယ်ဒါဆိုရင်တော့ဗီဒီယိုလေးစလိုက်ကြရအောင် episode 182ရဲ့အစမှာရှောင်းဝမ်ကထွက်လာတဲ့အချိန်မှာသူကကိုပိုင်လီဟာနယ်ကိုဖန်တီးခဲ့ပါတယ်လက်ရှိကူယိုးထျံမင်နံပါတ်3ကောင်းကင်ဝိဇ္ဇာအားလုံးကရှောင်းဝမ်ရဲ့လီဟာနယ်ကဘာတွေကိုရောက်ရှိနေကြပါဘာလို့လဲဆိုတော့ကြက်ကြွေးဆိုင်ရဲ့လီဟာနယ်ကိုရှောင်းဝမ်ကသူ့ရဲ့စွမ်းရည်နဲ့ချိတ်ပိတ်ထားတာမို့လို့ပါရှောင်းဝမ်ကထွက်လာတဲ့အချိန်မှာကူယိုးထျံမင်နဲ့နံပါတ်3ကောင်းကင်ဝိဇ္ဇာတို့ညံမရှိချက်ကရှောင်းဝမ်ကလက်ရှိမှာတိုင်းသူတော်စင်မှာအစ်စ်မှန်တိုင်းသူတော်စင်မှာတိုင်းသူတော်စင်တယောက်ကိုမြင်ပြီးတော့မှသူတို့ဗန်ရှန်နေရသူတို့စင်တစ်ပိုင်းအဆင့်နေရဘာလို့တိုက်ခိုက်နေရလဲဆိုရင်တော့ရှောင်းကအခုမှအဆင့်တက်လာတာလို့သူတို့ကယူဆပြီးရှောင်းရဲ့ဒိုချီစွမ်းရည်ကမတီမငြိမ်ဖြစ်နေပြီးတော့ရှောင်းရဲ့လေဟာနေပေါ်ထိန်းချုပ်နိုင်စွမ်းအများကြီးအားနည်းမယ်ဆိုပြီးတော့သူတို့က short ထွက်ထားလို့ပါအဲ့ဒါကြောင့်မလို့သူတို့ကရှောင်းကိုသူတို့ရဲ့အစွမ်းထက်ဆုံးသောတိုက်ကွက်တွေကိုအသုံးပြုပြီးတော့တခါတည်းတက်ဖို့အတွက်ကြိုးစားနေရပါဒါပေမဲ့လေသူတို့ရဲ့ဒီလိုရက်ကကြောက်တောင်ကိုကျုံနဲ့ပေါက်တာနဲ့ဘာမှမထူးမခြားနာဆိုတာသူတို့ကနားမလည်ခဲ့ပါဘူးပြောင်းလဲချင်းကိုးတဲ့အထုံးထိပ်မှာတော့ရှောင်းဝမ်ကကူရိုးလိုသူတော်စင်တစ်ပိုင်းအဆင့်ကိုဒိုင်ယာအပြင်းထန်ရအောင်လုပ်နိုင်ခဲ့ပါတယ်လက်ရှိရှောင်းဝမ်ကပါလေလက်ရှိရှောင်းဝမ်ကတိုင်းသူတော်စင်မှာကျေတပွင့်တိုင်းသူတော်စင်မှာတိုင်းသူတော်စင်ဆိုတာဒိုချီကုန်းမြေတစ်ခုလုံးမှာထိပ်သီးနေရာမှာရက်တည်နေတဲ့ပညာရှင်တွေပါတကယ်ဆရာကြီးတွေရဲ့နေပယ်ပါအဲ့လိုနေပယ်မှာကျေတပွင့်ကွာဟမှုကလည်းအရန်ကိုကြီးမားသလိုမျိုးတိုင်းသူတော်စင်တွေကသူတို့အောက်ကပညာရှင်တွေကိုသူတို့ကပျောစိတ်တွေလို့သာသဘောထားတာပါဘာလို့လဲဆိုရင်တော့အဲ့လိုသဘောထားနိုင်တဲ့စွမ်းရည်မျိုးကလည်းသူတို့မှရှိနေလို့ပါစွမ်းရည်ကွာဟမှုကအရန်အောင်မှာကြောက်မဖွယ်ရကောင်းတဲ့အဆင့်လောက်ကြီးကိုဖြစ်နေလို့ပါကူယိုးထျံမင်နံပါတ်3ကောင်းကင်ဝိဇ္ဇာသူတို့ရဲ့အစွမ်းထက်ဆုံးသောဒူချီစွမ်းရည်တိုက်ကွက်တွေကိုထုတ်သုံးပြီးတော့တိုက်ခိုက်တဲ့အချိန်မှာဒီမှာကျွန်တော်ပြောချင်တာသူတို့ထုတ်သုံးတဲ့ဒိုတိုင်းပညာအားလုံးကကောင်းကင်အဆင့်ဒိုတိုင်းတွေကြီးပဲဖြစ်ကြပါတယ်ဟုတ်ပါတယ်ကောင်းကင်အဆင့်ဒိုတိုင်းတွေကြီးပါပဲဒါပေမဲ့သူတို့အသုံးပြုတာအဆင့်နှိပ်ကောင်းကင်အဆင့်ဒိုတိုင်းနေတာဖြစ်ဖို့များပါတယ်အလဲလက်အဆင့်ကတော့ကူယိုးလိုအဆင့်တန်းမျိုးနဲ့ဟွင်ကလန်အောင်မှာသူ့ကိုပေးမှာမဟုတ်ပါဘူးဘာလို့လဲဆိုရင်တော့ကောင်းကင်အဆင့်ဒိုတိုင်းတွေရဲ့ရှားပါမှုကအရန်ကိုမြင့်မာပြီးဟွင်ကလန်မှာတော့မှသူတို့ရဲ့အဆင့်မြင့်ပညာရှင်တွေကိုသာပေးရမှာပါနံပါတ်2ကောင်းကင်ဝိဇ္ဇာဖြစ်တဲ့ကူယိုးနောက်မှာကောင်းကင်အဆင့်ဒိုတိုင်းအလဲအဆင့်ကိုမပိုင်ဆိုင်တာမှတော့နံပါတ်3ကောင်းကင်ဝိဇ္ဇာဆိုရင်တော့ပြောဖို့မလိုအပ်တော့ဘူးထင်ပါတယ်ထင်မင်ကလည်းထင်မင်ကိုင်းရဲ့အခြေခံအုတ်မြင့်အနေနဲ့သူတို့ထင်မင်ကိုင်းမှာကောင်းကင်အဆင့်ဒိုတိုင်းကတော့ရှိနေတင်ပါတယ်ဒါကြောင့်မလို့ဒီမှာသူတို့ထုတ်သုံးတဲ့ဒိုတိုင်းပညာအားလုံးကကောင်းကင်အဆင့်ဒိုတိုင်းတွေဖြစ်ပြီးသူတို့ရဲ့အစွမ်းထက်ဆုံးသောတိုက်ကွက်တွေဆိုလဲဟုတ်ပါတယ်အဲ့လိုမျိုးသူတို့ရဲ့အစွမ်းထက်ဆုံးတိုက်ကွက်တွေကိုရှောင်းဝမ်ကလက်တစ်ဖက်ဝှင့်ရံပြီးအตาအရာလေးဖျက်ဆီးပစ်သွားတာပါဒါဆိုရင်တော့စွမ်းရည်ကွာဟမှုပါကြီးမားသောစွမ်းရည်ကွာဟမှုပါသူတော်စင်တစ်ပိုင်းဆိုတာဘလောက်ပဲအစွမ်းထက်ပါစေတိုင်းသူတော်စင်တယောက်ကိုရှင်နိုင်တဲ့အရာမဟုတ်ပါဘူးအရင်တိုက်ပွဲတွေမှာလည်းအားလုံးကမြင်တွေ့ရမှာပါရှောင်းဝမ်ကပြောင်းလဲချင်းကိုးတွေအထုံးထဲကိုရောက်ရှိနေပေမဲ့လည်းသူ့ရဲ့အစွမ်းကုန်ထုတ်သုံးတော့မှကူယိုးလိုမျိုးအစင်းမြင့်သူတော်စင်တစ်ပိုင်းအဆင့်ကိုအနိုင်မရခဲ့ပါဘူးအဲ့ဒါဆိုရင်လဲစွမ်းရည်ကွာဟမှုကြောင့်ပါလက်ရှိခြေနေရအဲ့ဒီခြေနေနဲ့တူညီပါတယ်လက်ရှိခြေနေမှာတော့ပြောင်းမြန်ပါကူယိုးတို့၃ယောက်ရဲ့အစွမ်းကုန်တိုက်ခိုက်မှုတွေရာရှောင်းဝမ်အတွက်တော့ကြောက်တောင်ကျုံနဲ့ပေါက်တယ်လို့ပဲအရန်အောင်မှာအားပြော့လုံးပါလေဒါကြောင့်မလို့သူတို့ရဲ့တိုက်ခိုက်မှုတွေကရှောင်းဝမ်ရဲ့လက်ဝင်ရမှုနဲ့တင်ပျောက်ကွယ်သွားရတာပါရှောင်းဝမ်ကဒီမှာအသုံးပြုတဲ့သူကိုယ်တိုင်ကဖန်တီးထားတဲ့ဒိုတိုင်းပညာဗုဒ္ဓအမြတ်တန်တရားဆောင်ဒီဒိုတိုင်းပညာဆိုရင်တော့ရှောင်းဝမ်ကိုယ်တိုင်ကဖန်တီးထားတဲ့ဒိုတိုင်းပညာဖြစ်ပါတယ်ဒီဒိုတိုင်းပညာကိုရှောင်းဝမ်ကဘော်ဒီတပတ်တစ်ပင်ရဲ့ဘွားပေါင်း100ဝင်စားပြီးတဲ့နောက်အတွေ့အကြုံတွေနဲ့သူဂူပိတ်လေးကျင်းနေတဲ့2နှစ်တာကာလအတွင်းမှာရရှိခဲ့တဲ့ဉာဏ်အလေးနဲ့ပေါင်းဆက်ပြီးတော့ဖန်တီးခဲ့တာဖြစ်ပါတယ်ဒီဒိုတိုင်းပညာကြီးရဲ့မူလဖန်တီးရှင်ကတော့ရှောင်းဝမ်ကိုယ်တိုင်ပါပဲသူ့ရဲ့စွမ်းရည်ဟာဆိုရင်တော့တန်တရားစုံဝန်းရဲ့စွမ်းအားပါဒီမှာရှောင်းရဲလက်ထဲမှာကင်နာတဲ့လီဟာနဲ့တွင်းနဲ့ကြီးအဲ့လီဟာနဲ့တွင်းနဲ့ကြီးရဆိုရင်တော့ပြန်လည်ဝင်စားခြင်းတန်တရားစုံဝန်းပါအဲ့ဒီတန်တရားစုံဝန်းနဲ့ထိတွေ့မိတဲ့အရာအလုံးကအရေးပြောပြောက်ွယ်သွားမှာပါဒီဒိုတိုင်းပညာရဲ့စွမ်းရည်ကအလဲအဆင့်ကောင်းကင်အဆင့်ဒိုတိုင်းနေနဲ့နှိုင်းရှင်းနိုင်ပြီးအဆင့်မြင့်ကောင်းကင်အဆင့်ဒိုတိုင်းနေနဲ့တော့ရှင်ပြီးတော့တိုက်ခိုက်နိုင်ပါတယ်အဆင့်မြင့်အထွန်းထိပ်ကောင်းကင်အဆင့်ဒိုတိုင်းနေထက်တာနှိမ့်ကြတာပါဒီဒိုတိုင်းပညာကတော့ရှောင်းဝမ်ကိုယ်တိုင်ကသူ့ရဲ့ကိုယ်ပိုင်ဉာဏ်အလေးနဲ့ဖန်တီးနိုင်ခဲ့တဲ့ဒိုတိုင်းပညာပါသူ့ရဲ့အစွမ်းကလည်းဘယ်လောက်ထိကြောက်ဖို့ကောင်းလဲဆိုတာဒီမှာအားလုံးကမြင်တွေ့ခဲ့ရမှာပါရှောင်းဝမ်ကဘာမှမလုပ်ပဲပေါ့ပါသူ့ရဲ့ဝှေ့ရဲမှုတစ်ခုနဲ့တူမကောင်းဆိုးအိုကြီးထင်မင်ကသူ့ရဲ့ဒိုတိုင်းပညာကလည်းပျက်စီးပြီးသူ့ရဲ့လက်တစ်ဖက်နဲ့ခြေထောက်နှစ်ဖက်ကိုဆုံးရှုံးခဲ့ရပါတယ်အဲ့ဒါဆိုရင်တော့ဒီဒိုတိုင်းပညာကဘယ်လောက်ထိတော့မှကြောက်ဖို့ကောင်းနေလဲဆိုတော့ပြောပြနေတာပါထင်မင်ကဆူဆူဝါးကိုရှုံးနေသွားတာကိုမြင်တော့မှပဲကူယိုးနဲ့နံပါတ်3ကောင်းကင်ဝိဇ္ဇာကလည်းအချိန်ကြီးကလုံးဝမကောင်းတော့မှန်းသိပြီးတော့ပြေးဖို့သတိရပါတယ်အဲ့ဒီချိန်ကြားမှာသူတို့ကထွက်ပြေးဖို့အတွက်ကြိုးစားတာပါ
မကောင်းဆိုးအိုကြီးထင်မြင်ရတော့ရှောင်းဝန်းကိုအတနာခံတောင်းမှန်ပေမဲ့ရှောင်းဝန်းကဘယ်လိုလုပ်ပြီးတော့ခွင့်လွှတ်နိုင်ပါလဲသူ့ရဲ့ကြဲကြွေဆိုင်ကလူတွေအများကြီးကိုထင်မြင်ကတက်ပစ်ခဲ့တာပါဒီလိုရန်မျိုးမျိုးကိုသူကဘယ်လိုလုပ်ပြီးတော့မေ့နိုင်ပါလဲနောက်ဆုံးအချိန်မှာထင်မြင်ကရှောင်းဝန်းကသူ့ကိုလွှတ်မပေးတော့ဆိုတော့နားလည်ပြီးကိုဖောက်ခွဲခဲ့ပါတယ်သူတို့စင်တပိုင်းအဆင့်ပညာရှင်တယောက်ရဲ့ကိုဖောက်ခွဲမှုပါတမန်အချိန်မှာဆိုရင်တော့ထင်မြင်ရဲ့ကိုဖောက်ခွဲမှုကကြဲကြွေဆိုင်တစ်ခုလုံးကိုဖျက်ဆီးပစ်ဖို့ကလုံလောက်ပါတယ်ဒါပေမဲ့လက်ရှိအချိန်တွေကမတူညီပါဘူးလက်ရှိအချိန်မှာကြဲကြွေဆိုင်ရဲ့လီဟာနယ်ကိုရှောင်းဝန်းကချိတ်ပိတ်ထားတာပါလက်ရှိအချိန်မှာကြဲကြွေဆိုင်ရဲ့လီဟာနယ်တစ်ခုလုံးကရှောင်းဝန်းရဲ့ထိန်းချုပ်မှုအောက်မှာသာရှိနေတာပါနောက်ပြီးသူတော်စင်တပိုင်းအဆင့်ပညာရှင်တယောက်ရဲ့ကိုဖောက်ခွဲမှုကတိုင်းသူတော်စင်တယောက်ကိုအနေငယ်လေးမှထိခိုက်မှုမဖြစ်စေနိုင်ပါဘူးဒါကလည်းစစ်မှန်တဲ့စွမ်းရည်ကွာခြားမှုပါထင်မြင်ရဲ့ကိုဖောက်ခွဲမှုကိုဒီမှာရှောင်းဝန်းကအသားရလေးတားဆီးသွားတာကိုလည်းအားလုံးကမြင်တွေ့ရမှာပါထင်မြင်ကကိုဖောက်ခွဲလိုက်တယ်ဆိုပေမဲ့သူကနှစ်ပေါင်းများစွာရှင်တန်ခဲ့တဲ့မကောင်းဆိုးအိုကြီးတယောက်ပါကိုဖောက်ခွဲတဲ့အချိန်မှာသူ့ရဲ့ဝိညာဉ်တမြင်ကိုကြဲကြွေဆိုင်ကတပည့်တယောက်နားကိုပူကတ်ခဲ့ပါတယ်သူ့ရဲ့ဒီလိုရဲ့မျိုးဟာအခြားလူတွေရဲ့အရှိမဆိုရင်အလုပ်ဖြစ်ကောင်အလုပ်ဖြစ်နိုင်ပါတယ်ဒါပေမဲ့ရှောင်းဝန်းနဲ့ရောက်ချမ်းရှိနေတဲ့အတွက်သူကဘယ်လိုလုပ်ပြီးတော့အောင်မြင်ပါလဲသူတို့နှစ်ယောက်လုံးကကောင်းကင်အစဉ်စိတ်ဝိညာဉ်ကိုရောက်ရှိနေတဲ့သူတွေပါဟုတ်ပါတယ်ဒီနေရာမှာတစ်ဖက်ပြောချင်တာရှောင်းရဲ့စိတ်ဝိညာဉ်ကလေလက်ရှိအချိန်တွေမှာသူတိုင်းသူတို့စဉ်အဆင့်ကိုဖျက်ချွန်ရင်းနဲ့စိတ်ဝိညာဉ်ကပါကောင်းကင်အခြေအနေကိုရောက်ရှိသွားပါပြီရှောင်းဝန်းကလူသားဝိညာဉ်ကောင်းကင်ဧကရေဆိုတဲ့စိတ်ဝိညာဉ်အဆင့်၄ဆင့်မှာလက်ရှိမှာကောင်းကင်အဆင့်စိတ်ဝိညာဉ်ကိုရောက်ရှိနေပါပြီရှောင်းရဲ့စိတ်ဝိညာဉ်ကကောင်းကင်အဆင့်ကိုရောက်ရှိနေတယ်ဆိုပေမဲ့ရောက်ချမ်းတဲ့ရှင်မှန်ဆိုရင်တော့အများကြီးကိုအားနေပါသေးတယ်ရောက်ချမ်းကကောင်းကင်အဆင့်အထွန်းထိပ်ပါကွာဟမှုကတော့ရှိနေပါသေးတယ်ဒါကြောင့်မလို့ထေမင်ရဲ့ဝိညာဉ်ပူကတဲ့လောက်ရက်ကကောင်းကင်အဆင့်စိတ်ဝိညာဉ်ပိုင်ရှင်တွေရဲ့အရှိမှာဘာမှအသုံးဝင်တဲ့လောက်ရက်ပါဒါကြောင့်မလို့ရှောင်းဝန်းကထေမင်ကိုချက်ချင်းပဲသူ့ရဲ့အာယုံခံစားမှုကနေရှာတွေ့ပြီးသူကသူ့ရဲ့ဝိညာဉ်တိုက်ခိုက်မှုနဲ့တစ်ချက်ထင်းနဲ့အဆုံးသတ်ပစ်လိုက်ပါတယ်ဒီဝိညာဉ်တိုက်ခိုက်မှုကတော့ရှောင်းဝန်းကစေးကျောင်းဆောင်ရဲ့ချန်ပီယံဖြစ်တုန်းကရရှိခဲ့တဲ့ဒိုတိုင်းပါစိတ်ဝိညာဉ်တိုက်ခိုက်တဲ့ဒိုတိုင်းပါလက်ရှိရှောင်းရဲ့စွမ်းရည်ကအများကြီးကိုမြင့်တက်နေပြီမို့လို့သူ့ရဲ့တိုက်ခိုက်မှုကလည်းအတော်လေးကိုမှကြောက်ဖို့ကောင်းနေရပါထင်မြင်အောင်မှတစ်ချက်ထင်းနဲ့အသက်ပြောက်သွားရတာပါဗုဒ္ဓအမျက်တန်တရားစုံဝန်းရဲ့စွမ်းဒီဒိုတိုင်းပညာရဲ့စွမ်းကတကယ်အစ်စ်မှာဘယ်လောက်ထိအောင်ကြောက်ဖို့ကောင်းလဲဆိုတာဒီမှာပဲကြည့်ကြပါအားလုံးပဲတန်တရားစုံဝန်းလေပတ်မှုတွင်နေပါအဲ့ဒီတန်တရားဆောင်ဝန်းလေပတ်မှုတွင်းနဲ့ထိတွေ့မိတဲ့လူအားလုံးကချက်ချင်းပဲအရေးပျော်ပြောက်ကွယ်သွားမှာပါဒီမှာသူတို့နှစ်ယောက်ကသူတော်စင်တစ်ပိုင်းအဆင့်အမြင့်ဆုံးအရှိန်နေနဲ့ပြေးနေကြတယ်ဆိုပေမဲ့လေသူတို့ရဲ့အစွမ်းကုန်ထွက်ပြေးမှုကတော့မလုံလောက်ပါဘူးကူယိုကရုံမာပြီးတော့နံပါတ်3ကောင်းကင်ဝိဇ္ဇာကိုသူကဒိုင်းအဖြစ်အသုံးပြုခဲ့ပါတယ်နံပါတ်3ကောင်းကင်ဝိဇ္ဇာတန်တရားဆောင်ဝန်းအလင်းနဲ့ထိတွေ့သွားတာနဲ့ချက်ချင်းပဲသူကအမှုတ်ဖြစ်သွားတာကိုလေအားလုံးကမြင်တွေ့ရမှာပါအဲ့ဒီအချိန်မှာကူယိုကိုလာရောက်ကယ်တင်ပေးတဲ့လက်တစ်ဖက်ဒီလက်ကဆိုရင်တော့ဝိညာဉ်ဘိမ့်မှန်ရဲ့နံပါတ်1ကောင်းကင်ဝိဇ္ဇာအရှင်ဖြစ်ပါတယ်နံပါတ်2ကောင်းကင်ဝိဇ္ဇာနဲ့နံပါတ်1ကောင်းကင်ဝိဇ္ဇာရဲ့စွမ်းရည်ကွာဟမှုကမိုးနဲ့မြေလိုကြီးမားတာပါဒီမှာပဲကြည့်ပါသူ့ရဲ့တမန်လက်တစ်ဖက်ကရှောင်းဝန်းရဲ့ဗုဒ္ဓအမျက်တန်တရားဆုံးသူ့ရဲ့တိုက်ခိုက်မှုတော်မှာအရေးနှိပ်ခဲ့ရပါတယ်ဒါတော်မှတစ်ဖက်လူရဲ့တိုက်ခိုက်မှုကတမန်လက်တစ်ဖက်မြဆင်းလာရုံသာရှိသေးတာပါဒါဆိုရင်တော့စွမ်းရည်ကွာဟမှုပါပဲအခုနကပြောတဲ့စွမ်းရည်ကွာဟမှုပါနံပါတ်2ကောင်းကင်ဝိဇ္ဇာနဲ့နံပါတ်1ကောင်းကင်ဝိဇ္ဇာရဲ့စွမ်းရည်ကွာဟမှုကမိုးနဲ့မြေလိုကွာခြားတာပါနံပါတ်2ကောင်းကင်ဝိဇ္ဇာဖြစ်တဲ့ကူယိုကအစင်းမြင့်သူတော်စင်တစ်ပိုင်းအဆင့်ပညာရှင်လေးပါနံပါတ်1ကောင်းကင်ဝိဇ္ဇာကတော့ကျဲနှစ်ပွင့်အလဲအဆင့်တိုင်းသူတော်စင်တယောက်ပါအဆင့်အမှန်ကျဲနှစ်ပွင့်တိုင်းသူတော်စင်အလဲအဆင့်ပညာရှင်ပါဒါတော့မှသူကဝိညာဉ်ဘိမ့်မှန်မှာဆိုရင်တမန်အကြီးကဲနေရာမှာပဲရှိနေသေးတာပါနံပါတ်1ကောင်းကင်ဝိဇ္ဇာကလည်းဝိညာဉ်ဘိမ့်မှန်မှာဘာကောင်းကြီးမှမဟုတ်သေးပါဘူးသူကတမန်အကြီးကဲအဆင့်လေးသာရှိနေသေးတာပါဒါဆိုရင်ဝိညာဉ်ဘိမ့်မှန်ကဘယ်လောက်ထိအင်အားကြီးလဲဆိုတော့အားလုံးကတွေးကြည့်လို့ရမယ်လို့ထင်ပါတယ်အခုနံပါတ်1ကောင်းကင်ဝိဇ္ဇာရဲ့အစွမ်းကိုတီးပြီးပြီဆိုတော့ရှောင်းဝန်းကဒီမှာနောက်ဆုတ်သွားတဲ့အကြောင်းရင်းကအထူးအဆန်းမဟုတ်တော့ပါဘူးတိုင်းသူတော်စင်အဆင့်မှာကျဲတပွင်းနဲ့ကျဲတပွင်းရဲ့ကွာဟမှုကမိုးနဲ့မြေလိုကွာခြားတာပါရှောင်းဝန်းရဲ့ဗုဒ္ဓအမျက်တန်တရားဆောင်ဝန်းကအလဲအဆင့်ကောင်းကင်အဆင့်ဒိုတိုင်းပညာနဲ့ညီမျှပြီးအဆင့်မြင့်ကောင်းကင်အဆင့်ဒိုတိုင်းနဲ့ခဏတာရှင်တိုင်းနိုင်တဲ့စွမ်းရည်မျိုးရှိနေပေမဲ့သူ့ရဲ့တိုက်ခိုက်မှုကနံပါတ်1ကောင်းကင်ဝိဇ္ဇာအရှိမှာဘာမှအသုံးဝင်တာကိုလည်းအားလုံးကမြင်တွေ့ရမှာပါဒါအထူးဆန်းတော့မဟုတ်တော့ပါဘူးဘာလို့လဲဆိုတော့ရှောင်းဝန်းကအခုမှကနဦးကျဲတဲ့ဘွင်းတိုင်းသူတော်စင်အဆင့်လေးသာရှိနေတာပါလက်ရှိချိန်မှာသူ့ရဲ့အဆင့်ကျော်တိုက်ခိုက်နိုင်စွမ်းနဲ့သူ့ရဲ့အစွမ်းကုန်တိုက်ခိုက်မှုနောက်မှာသူရင်ဆိုင်နိုင်တဲ့ပြိုင်ဘက်ကအလွန်ဆုံးမှအဆင့်မြင့်ကျဲတဲ့ဘွင်းတိုင်းသူတော်စင်တယောက်ကိုသာသူကရင်ဆိုင်တိုက်ခိုက်နိုင်တာပါကျဲနှစ်ပွင့်တိုင်းသူတော်စင်တွေကိုလက်ရှိရှောင်းဝန်းအနေနဲ့ရင်ဆိုင်တိုက်ခိုက်ဖို့အတွက်စွမ်းရည်မရှိသေးပါဘူးဒါကလက်ကိုလက်ခံရမယ့်အမှန်တရားတစ်ခုပါရှောင်းဝန်းကဗုဒ္ဓအမျက်ကြပန်းသူ့ရဲ့အစွမ်းထက်ဆုံးသော9ရောင်းချဲမိကြပန်းကိုထုတ်သုံးလာခဲ့မယ်ဆိုရင်တော့ရလက်ကဘာမှကွာခြားသွားမှာမဟုတ်ပါဘူးဒီနေရာမှာကျွန်တော်ထပ်ပြီးပြောချင်တာသူတော်စင်နယ်ပယ်ကိုရောက်လာတဲ့အချိန်မှာရှောင်းဝန်းရဲ့မိကြပန်းကလည်းအလောက်ထိအသုံးဝင်မှုမရှိတော့ပါဘူးဘာလို့လဲဆိုတော့ရှောင်းဝန်းရဲ့ကောင်းကင်မီတော့အစွမ်းကအရန်အောင်မှအားနေသွားလို့ပါ
ရှောင်းဝမ်ကသာနောက်ထပ်ကောင်းကင်မီတော့အစ်စ်တွေကိုရလာပြီးထပ်ပြီးတော့ပေါင်းထည့်လိုက်မယ်ဆိုရင်တော့သူ့ရဲ့စွမ်းရည်ကလည်းထပ်ပြီးတော့တိုးမြင့်လာအောင်မှာပါလက်ရှိအချိန်မှာရှောင်းဝမ်ကအမှန်တကယ်ပိုင်ဆိုင်လာတာကောင်းကင်မီတော့၄မျိုးသာရှိသေးတာပါကောင်းကင်မီတောက်9မျိုးနဲ့9ရောင်ချိန်မီကြပန်းကိုသုံးနိုင်တာကလေနေမီတောက်လို့ခေါ်တဲ့ကောင်းကင်မီတောက်အတုတစ်မျိုးကိုသူ့စီမှာပိုင်ဆိုင်လာလို့ပါဒါကြောင့်မလို့ရှောင်းဝမ်ကမီတောက်အစ်စ်တွေကိုသာထပ်မရလာဘူးဆိုရင်သူ့ရဲ့ခီးလန်းတစ်လျှောက်မှာအတောက်ပဆုံးဖြစ်ပြီးရန်သူတိုင်းဖေးဖေးတုံအောင်ကြောက်ခဲ့ရတဲ့မီကြပန်းကလည်းကောင်းကင်မီတောက်အစ်စ်တွေသာရှောင်းဝမ်ကထပ်ပြီးတော့တင်သွင်းမှုအတွက်မကြိုးစားခဲ့ဘူးဆိုရင်တဖြည်းဖြည်းနဲ့မိမ့်မိန်သွားပါလိမ့်မယ်ဒါဆိုရင်လည်းဖြစ်တဲ့ကိစ္စပါပဲတိုင်းသူတို့စင်တွေကပါမီကြပန်းနဲ့အနိုင်ယူနိုင်တယ်ဆိုတာကြီးကအဓိပ္ပာယ်မရှိပါဘူးတကယ်လို့အဲ့လိုအနိုင်ယူခြင်းနဲ့ဆိုရင်ရှောင်းဝမ်မှာအစင်းအမှန်ကောင်းကင်မီတောက်9မျိုးဒါမှမဟုတ်6မျိုးကရှိနေမှာရပါမယ်6ရောင်ချိန်မီကြပန်း9ရောင်ချိန်မီကြပန်းအဲ့လိုမီကြပန်းတွေရတာတိုင်းသူတို့စင်တွေအပေါ်မှာတကယ်အစင်းမှန်တက်ရောက်မှုမျိုးရှိမှာပါကောင်းကင်မီတောက်အစင်းမြင့်လေပို့ပြီးတော့ထိချက်ကပို့ပြီးတော့ပြင်းထန်နေပါဒါတွေကိုတော့ထားလိုက်ပါလက်ရှိမှာနံပါတ်1ကောင်းကင်ဝိဇာဝင်ရောက်ကယ်တင်သွားတာမလို့ရှောင်းဝမ်အနေနဲ့ကကူယိုးကိုဘာမှမလုပ်နိုင်တော့ဘူးဆိုပေမဲ့ရှောင်းဝမ်ကကူယိုးကိုအပြင်းထန်ဒဏ်ရာရရှိသွားအောင်လို့တော့ပညာပေးနိုင်ပါသေးတယ်သူ့ရဲ့တိုက်ခိုက်မှုကိုကူယိုးပေါ်ကိုပြစ်မှတ်ထားပြီးဓာတ်ရိုက်တိုက်ခိုက်နိုင်ပါသေးတယ်အဲ့လိုတိုက်ခိုက်မှုနဲ့ရှောင်းဝမ်ကကူယိုးကိုမသိုံတမဲဒဏ်ရာအပြင်းထန်ရရှိအောင်လို့တိုက်ခိုက်ခဲ့ပါတယ်ဒီမှာနံပါတ်1ကောင်းကင်ဝိဇာကယ်တင်သွားတဲ့အချိန်မှာကူယိုးကလှမ်းပြီးတော့ပြောခဲ့တဲ့ငါတို့ခွင်မျိုးနဲ့ဆိုရဲတိုင်းသူတို့စင်အဆင့်နေရာအနှံ့မှာရှိနေတယ်ဒီစကားဆိုရင်တော့ကူယိုးကလီကျဲတာမဟုတ်ပါဘူးတကယ်ကိုရှိနေတာပါခွေမျိုးနဲ့စုဆိုတာအရန်အောင်မှာအင်အားကြီးမားတဲ့ရှေးဟောင်းမျိုးနဲ့စု၈ခုထဲရတစ်ခုပါဝိညာဉ်ဘိမ့်မက်မှာတော့တိုင်းသူတို့စင်အဆင့်ပညာရှင်တွေအများပြားရှိနေမှာတော့ခွေမျိုးနဲ့စုမှဆိုရင်ဘယ်လောက်တောင်ရှိလိုက်မလဲလက်ရှိအချိန်မှာနံပါတ်1ကောင်းကင်ဝိဇာရှောင်းအောင်ကိုဘာလို့ကိုယ်တိုင်ကိုကြလာရောက်တိုက်ခိုက်လို့မရလဲဆိုတော့သူတို့စီမှာလည်းအကန့်အသတ်တွေရရှိနေလို့ပါဒါကြောင့်မလို့လဲနံပါတ်1ကောင်းကင်ဝိဇာကိုယ်တိုင်ကကြွကြွဆိုင်ရင်တိုက်ပွဲကိုမစင်သက်လာခဲ့တာပါသူကလူကယုံတက်တာလုပ်ခဲ့တာပါဒီမှာဝိညာဉ်ဘိမ့်မန်ကပြောခဲ့တာရှောင်းဝမ်ကိုခွင်လောကကိုလာခဲ့ဝိညာဉ်လောကကိုလာခဲ့တကယ်လို့ရှောင်းဝမ်ကလက်ရှိအချိန်မှာတိုင်းသူတို့စင်အဆင့်ကိုရောက်ရှိနေရဆိုပြီးဘဝင်မြင့်ပြီးတော့ဝိညာဉ်လောကခွင်လောကကိုတွားလိုက်မယ်ဆိုရင်သူ့ရဲ့ရလက်ကဘာဖြစ်သွားမယ်လို့အလုံးကထင်လဲဒါပေါ့ပြောစရာမလိုချွန်းချမ်းမရှိတေဆုံးခြင်းပါပဲသူကသူဘလောက်ကြီးပဲအစွမ်းထက်နေပါစေခွေမျိုးနဲ့ဇူရဲ့မျက်စိရှိမှာကျဲတပွင့်တိုင်းသူတို့စင်ဆိုတာကလေပြောစေးတစ်ကောင်ထက်မပိုသေးပါဘူးအလောက်ထိခွေမျိုးနဲ့ဇူကအင်အားကြီးမားတာပါလက်ရှိအချိန်မှာရှောင်းဝမ်ကကျဲတပွင့်တိုင်းသူတို့စင်ဖြစ်နေပြီဆိုရင်မဲ့သူ့ရဲ့ကျဲတပွင့်တိုင်းသူတို့စင်အစင်ကအလဲပိုင်းကုန်းမြေတစ်ခုလုံးမှာစိတ်ကြိုက်သွားလာလို့ရပေမဲ့တိုင်းသူတို့စင်ဖြစ်လာတာပြိုင်ဘက်ကင်ဖြစ်လာတာမဟုတ်ပါဘူးတကယ်ထိတ်သီးဆရာကြီးရဲ့နေပယ်ကိုတက်ရောက်သွားတယ်လို့ပဲပြောလို့ရပါမယ်အဲ့တကယ်ထိတ်သီးဆရာကြီးရဲ့နေပယ်မှာလဲတိုင်းသူတို့စင်အဆင့်ပညာရှင်တွေကအများအပြားကိုရှိနေတာပါအခုနကပြောခဲ့သလိုပဲဝိညာဉ်မျိုးနဲ့စုခွေမျိုးနဲ့စုမှာပဲတိုင်းသူတို့စင်အဆင့်ပညာရှင်အများအပြားရှိနေတာမဟုတ်ပဲရှေးဟောင်းကလန်၈ခုရှေးဟောင်းမျိုးနဲ့စု၈ခုလုံးမှာရှေးဟောင်းမျိုးနဲ့စု၈ခုလုံးမှာလဲတိုင်းသူတို့စင်အဆင့်ပညာရှင်တွေအများအများရှိနေပါတယ်ဒါအပြင်မှာအလဲပိုင်းကုန်းမြေကြီးမှာလဲတိုင်းသူတို့စင်အဆင့်ပညာရှင်ကတယောက်မှမရှိတာမျိုးမဟုတ်ပါဘူးအလဲပိုင်းကုန်းမြေကြီးမှာလဲပုံကွက်နေတဲ့ကြားတွေငကားတွေဖြစ်ကြတဲ့တိုင်းသူတို့စင်အဆင့်ပညာရှင်တွေအများအများလည်းရှိနေပါသေးတယ်ဒီနေရာမှာအဓိကရှင်းပြချင်တာကတော့ရှောင်းဝမ်ကသူတော်စင်ဖြစ်လာတာပြိုင်ဘက်ဂိမ်းဖြစ်သွားတယ်လို့ဆိုလိုတာမဟုတ်ပဲတကယ်ဆရာကြီးထိတ်သီးနယ်ပယ်ထဲကိုဝင်ရောက်ကစားအခြေအနေမှာသာရှိနေသေးတာပါအဲ့ဒီဆရာကြီးနယ်ပယ်မှာဆိုရင်လည်းအဆင့်လိုက်အများကြီးဟိုမှာကွာခြားမှုတွေရှိနေပါသေးတယ်ဥပမာပြောရမယ်ဆိုရင်ကနဦးကျဲတပွင့်တိုင်းသူတော်စင်အဆင့်ရအလဲလက်ကျဲတပွင့်တိုင်းသူတော်စင်အဆင့်ကိုရင်ဆိုင်တိုက်ခိုက်ဖို့အတွက်သူကအစွမ်းကုန်ကြိုးစားဖို့အတွက်လိုအပ်ပါလိမ့်မယ်ဒါပေမဲ့ရလက်ကကျဲတပွင့်အလဲအဆင့်ပညာရှင်ရတာအနိုင်ရမှာပါဒါကလည်းစွမ်းရည်ကွာဟမှုပါအဲ့လိုပဲတိုင်းသူတော်စင်အဆင့်မှာကနဦးနဲ့အလဲအဆင့်ရဲ့စွမ်းရည်ကွာဟမှုကတော့အရန်ကိုကြီးမားနေတာပါရှောင်းဝမ်လိုမျိုးကောင်းကင်မီတော့ကိုပိုင်ဆိုင်ထားတဲ့အစွမ်းကြောတိုက်ခိုက်နိုင်စွမ်းရှိတဲ့လူတွေရမှသာကနဦးကျဲတပွင့်အဆင့်နဲ့အဆင့်မြင့်ကျဲတပွင့်အဆင့်လောက်ကိုသာရင်ဆိုင်ပြီးတော့တိုက်ခိုက်နိုင်တာပါကျဲနှစ်ပွင့်တိုင်းသူတော်စင်ဆိုရင်တော့ရှောင်းဝမ်ကလည်းရလက်ကိုပြောနေစရာတော့မလိုအပ်ပဲရှုံးနေရမှာပါဒါတိုင်းသူတော်စင်အဆင့်ရဲ့စစ်မှန်တဲ့စွမ်းရည်ကွာခြားမှုပါအလောက်ထိကိုစွမ်းရည်ကွာခြားမှုတွေကတိုင်းသူတော်စင်အဆင့်မှာပြင်းထန်တာပါကူယိုးကိုနံပါတ်1ကောင်းကင်ဝိဇာကယ်တင်သွားတာမလို့ကြွေဆိုင်ကြီးရဲ့အဆုံးသတ်ကပ်ဘေးရလေလက်ရှိမှာရှောင်းဝမ်ကထွက်ပေါ်လာခြင်းနဲ့အတူပြီးဆုံးသွားခဲ့ပါတယ်ဒီမှာကြွေဆိုင်အတွက်အသက်ကိုစရေပြီးတော့တားဆီးပေးခဲ့တဲ့တပည့်တွေရှောင်းဝမ်ကသူတို့ရဲ့တည်ဆုံမှုကိုမမေ့ရောပါဘူးသူတို့ရဲ့တည်ဆုံမှုကြောင့်ပဲကြွေဆိုင်ကြီးကလက်ရှိအခြေအနေကြောင့်တောက်ခံနိုင်ခဲ့တာပါဒါပေမဲ့အဲ့လိုအခြေအနေမျိုးကရှောင်းဝမ်ရဲ့အမျက်ဒေါသကိုအဆုံးစွန်ထိနှိုးဆွလိုက်ပါတယ်ရှောင်းဝမ်ကလေလျက်စီးဆိုင်ထင်မင်ကိုင်းရေခဲမြေတောင်ကြားတို့သူကအလဲပိုင်းကုန်းမြေကြီးကနေအမေကနေဖယ်ရှားဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်ဝိဇ္ဇာလဲနဲ့ဟန်ကလန်ကတော့လက်ရှိအချိန်မှာအလဲပိုင်းကုန်းမြေကြီးရဲ့မြောက်ပိုင်းလေလျက်စီးဆိုင်ရဲ့လောက်ခန့်နေမီထဲမှာတည်ရှိနေတဲ့ကလန်ငယ်လေးတစ်ခုပါဟန်ကလန်ဆိုတဲ့အဆင့်တန်းအလဲပိုင်းကုန်းမြေကြီးနဲ့ရှင်းလိုက်မယ်ဆိုရင်အရန်အုံးမှာတင်းငယ်တဲ့အရာလေးပါ
လွန်ခဲ့တဲ့နှစ်တည်းတခြားရှောင်းဝမ်ကဂူပိတ်လေးကျင်းနေတဲ့အချိန်မှာလဲလီလျက်စီးဆိုင်ရင်ကဟန်ကလန်ကိုတောက်လျှောက်ဖိနှိပ်မှုတွေကိုလုပ်ခဲ့ပါတယ်အခုချိန်မှာဝိဇ္ဇာလေးကိုယ်တိုင်ကဟန်ကလန်ကိုလာရောက်တိုက်ခဲ့ရတဲ့အကြောင်းရင်းကတော့ရှောင်းဝမ်တို့ဘက်ကသာအနိုင်ရရှိသွားမယ်ဆိုရင်သူတို့မှပြင်ဆင်မှုတွေကိုလုပ်နိုင်အောင်ဆိုပြီးတစားကန်ကိုလာရောက်ဖန်ဆီးတာပါဝိဇ္ဇာလေးရဲ့ဒီအကြံအသက်ကဲဝှက်ဖဲတစ်ခုရရှိအောင်လို့သူကလှုပ်ဆောင်နေတာပါဒါပေမဲ့လည်းရလက်ကသူထင်တာနဲ့လုံးဝကိုကွဲပြားနေတာပါဝိဇ္ဇာလေးကလက်ရှိအချိန်မှာအလွန်ဆုံးမှအဆင့်မြင့်တက်လာရင်တော့သူ့ရဲ့စွမ်းရည်ကကျဲ9ပွင့်ကျဲ6ပွင့်တိုင်းဝိဇ္ဇာအဆင့်သာရှိသေးတာပါရှောင်းဝဲရဲ့မျက်စိထဲမှာသူကထဲပြောဖို့တော့မထိုက်တန်တဲ့လူတစ်ယောက်ပါပြောစိတ်တကောင်အဖြစ်တော့တန်မှုမရှိပါဘူးဝိဇ္ဇာလဲရအောင်မှာရှောင်းဝဲရဲ့မျက်စိရှိမှာအလောက်ထိတန်မှုမရှိတာဖေထျန်းဆိုရင်တော့ပြောစရာတော့မလိုအပ်တော့ပါဘူးတချိန်ကရှောင်းဝန်းကိုလိုက်တက်ခဲ့တဲ့ဖေထျန်းကဆိုရင်ရှောင်းဝဲရဲ့မျက်စိထဲမှာသူကမြူမုံတမုံစာလောက်တော့တန်မှုမရှိတဲ့အနေအထားဖြစ်သွားပါပြီရှောင်းဝန်းကဖေထျန်းကိုသူ့ရဲ့အကြည့်တစ်ချက်နဲ့တင်အဆုံးတက်နိုင်လောက်တဲ့အထိအစွမ်းထက်နေတဲ့အချိန်ကြီးမှာပါဖေထျန်းလက်ရှိမှကျေကိုပွင့်ဒူဆုံးအထွန်းထိပ်အဆင့်သာရှိသေးတာပါဒီမှာဆိုရင်ပဲကြည်ပါရှောင်းဝဲရဲ့သူတော်စင်အချိန်ဝါနဲ့တင်ဒူဆုံးအဆင့်ပညာရှင်အားလုံးကအမှုတ်ဖြစ်သွားတာကိုလည်းအားလုံးကမြင်တွေ့ရမှာပါနောက်ပြီးတော့ဝိဇ္ဇာလေးကရှောင်းဝန်းကိုချင်းချောက်ချင်တာဒါဆိုရင်တော့ဒီကောင်ကအိမ်မက်မက်နေရလို့ပဲပြောရမှာပါဝိဇ္ဇာလေးလိုကျင်9ပွင့်6ပွင့်တိုင်းဝိဇ္ဇာမပြောနဲ့သူတော်စင်တပိုင်းအဆင့်ပညာရှင်တွေကတော့ရှောင်းဝဲရှိမှအဲ့လိုလှုပ်ဆောင်ဖို့အတွက်စွမ်းရည်မရှိပါဘူးရှောင်းဝန်းကဝိဇ္ဇာလေးကိုသူကိုယ်တိုင်တော့အသက်ပြောက်သွားတယ်ဆိုတာမတိလိုက်တဲ့တိုက်ကွက်မျိုးနဲ့အဆုံးသတ်ပေးလိုက်ပါတယ်ဒါဆိုရင်တော့ဝိဇ္ဇာလေးအတွက်ဂုံယူစရာလို့ပြောရမှာပါရှောင်းဝန်းရဲ့ဗုဒ္ဓအမြတ်တန်တရားစုံဝန်းနဲ့တည်ရတာသူ့အတွက်ဂုံယူစရာလို့တော့သူကဝင်ကြွားအောင်မှာပါဘာလို့လဲဆိုရင်သူ့လိုအမိုက်ကိုတပ်ပစ်ဖို့အတွက်ရှောင်းဝန်းကသူကိုယ်တိုင်ဖန်တီးထားတဲ့ဒိုတိုင်းပညာအောင်တော့မှအသုံးပြုပေးလိုက်လို့ပါဒီမှာနောက်ထပ်ရှင်းပြချင်တာရှောင်းဝန်းရဲ့တန်ပေတဲ့ပြောင်းလဲခြင်းဒီရှောင်းဝန်းရဲ့လက်ဆွဲတော်ကြီး heavy shuan ruler ကိုကျွန်တော်ဗီဒီယိုတစ်ပုဒ်တက်လုပ်ပြီးတော့တင်ပေးပူပါတယ်ပေဒန်ကြီးရဲ့အကြောင်းအရာအကြောင်းပေဒန်ကြီးရဲ့စွမ်းရည်အကြောင်းအသေးစိတ်တင်ပေးပူပါတယ်အဲ့ဒီထဲမှာကျွန်တော်ပြောခဲ့သလိုပဲလက်ရှိပေဒန်ကြီးကရှောင်းဝဲရဲ့စွမ်းရည်ကတိုးမီလာနဲ့အမျှပေဒန်ကြီးကလည်းစင့်ကဲပြောင်းလဲလာမှာပါလက်ရှိမှာရှောင်းဝန်းကတိုင်းသူတော်စင်အဆင့်ကိုချိုးဖျက်ပြီးသွားပြီမို့လို့ပေဒန်ကြီးကလည်းသူတော်စင်အဆင့်လက်နက်တစ်ခုအဖြစ်စင့်ကဲပြောင်းလဲလာတာပါဒါဆိုရင်တော့အခြားလက်နက်တွေနဲ့ heavy shuan ruler ပေဒန်ကြီးရဲ့ကွာဟမှုပါပဲပေဒန်ကြီးရဲ့အကြောင်းကိုအသေးစိတ်ကြည့်ကျင်တယ်ဆိုရင်တော့အဲ့ဗီဒီယိုမှာတွားရောက်ပြီးတော့ကြည့်ရှုလို့ရပါတယ်ရှောင်းဝန်းကလေလျက်စီးဆိုင်ကိုအမြင့်ကနေချိန်မုံပြီးတဲ့နောက်မှာဟန်ကလန်ကိုလေလျက်စီးဆိုင်ရဲ့နေရာကိုအစားထိုးဝင်ရောက်ဖို့အတွက်သူတို့ရဲ့ကြွေကြွေဆိုင်ကကြောထောင်းနောက်ခံလုပ်ပေးမယ်ဆိုပြီးတော့ဂလိပေးခဲ့ပါတယ်ဟန်ကလန်အနေနဲ့ပြောရမယ်ဆိုရင်ဆိုင်လေးခုနေရာမှာပါဝင်ဖို့ကသူတို့အိမ်မက်ထဲမှာတော့ထည့်သွင်းပြီးတော့မမှတ်ခဲ့ဘူးတဲ့အရာပါအလဲပိုင်းကိုမြေကြီးကတကယ်ပြောရမယ်ဆိုရင်တကယ်မှရက်ဆက်ကြမ်းကြုတ်တဲ့နေရာပါအလဲပိုင်းကိုမြေမှာရှင်တန်ရက်တီဖို့အနေနဲ့ဆိုရင်အင်အားစုတွေအနေနဲ့သူတို့ကအတော်လေးကိုရုန်းကန်ရတာဖြစ်ပါတယ်။ဆိုင်လေးခုလိုနေရာမျိုးကိုရောက်ဖို့ဆိုရင်သူတို့စီမှာတိုင်းဝိဇ္ဇာအဆင့်ပညာရှင်တွေအများပြားကိုလိုအပ်နေပါသေးတယ်။လက်ရှိကြက်ကျွေးဆိုင်အနေနဲ့ရှောင်းဝန်းကိုယ်တိုင်ကထောက်ပံ့ပေးထားတဲ့အကြောင်းဟန်ကလန်ရဲ့ဆိုင်လေးခုနေရာကိုဝင်ရောက်လာမှုကိုဘသူကမှလာရောက်ပြီးတော့မိကုန်းထုတ်ရမှာမဟုတ်ပါဘူး။ဒါကလေစစ်မှန်တဲ့စွမ်းရည်ပါပဲ။စွမ်းရည်သာရှိနေရင်အရာအလုံးကိုလှုပ်ဆောင်နိုင်ပါတယ်။လက်ရှိရှောင်းဝန်းကအလဲပိုင်းကုန်းမြေမှာတောင်းကျမ်းနေတာကိုရှေးရောင်းကလန်တွေကဘာလို့ဝင်ရောက်မပါလဲဆိုရင်တော့ဒါကအလဲပိုင်းကုန်းမြေကြီးရဲ့ကိစ္စပါပဲအလဲပိုင်းကုန်းမြေကြီးရဲ့အာဏာလုပွဲပါသူတို့ရှေးရောင်းကလန်တွေနဲ့ဘာမှသက်ဆိုင်မှုမရှိနေပါဘူးဒါကြောင့်မလို့ဒီလိုကိစ္စတွေမှာရှေးရောင်းကလန်တွေအနေနဲ့ကပေါင်ရင်ပတ်သက်လို့မရပါဘူးကျွန်တော်ကတော့ခရိုဆာကီပါဒီနေ့ဗီဒီယိုတော့ဒီလောက်ပါပဲနောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါပေါ့